အောက်တာကိုဟာနဲ့ချီကြနေပြီဖြစ်တယ်မိုးတို့ထိုင်းနိုင်ငံမဲဆောက်မြို့ကလည်းသွားပါမယ်ရှင်ဒီနေ့အားလုံးတူတူမိုးနွယ်လိုက်ကြည့်ကြပါအောင်ရှင်ကဲပြီးကိုကထိုင်းနိုင်ငံကိုသွားကြည့်ချင်လဲဆိုတော့လိုက်ကြည့်ရမယ်နော်အရင်ဦးဆုံးမိုးတို့ immigration တွေကိုဝင်နေ immigration မှာကျတော့တက်ဖို့ရိုက်လို့မရအောင်ဆိုမိုးမရိုက်ပြတော့ပါဘူးအရင်လွယ်ပါတယ်ထိုင်းနဲ့မဲဆောက်ဆိုလို့ရှိရင်ခုနှစ်ရက်လက်မှတ်လုပ်ထားပြီးရပေါ့နော်ခုနှစ်ရက်တိတိနေထိုင်ခွင့်ရှိပါတယ်သွားလာခွင့်တရားလည်းအမြဲဖွင့်ထားပြီးရပေါ့နော်ဆိုတော့ထိုင်းနိုင်ငံ immigration ဝင်ပြီးရတယ်မိုးတို့ကားဆောင်နေရင်လည်းမိုးတို့7 လက်မှတ်မှာဝင်ပြီးတော့ဒီမဟုတ်ဝယ်စားရပေါ့နော်7မှတ်ဆိုလို့ရှိရင်အမြဲအစ္စလမ်စားစာတွေဟာလာပါရဲ့စားစာတွေအများကြီးထုတ်ထားပြီးရပေါ့နော်အဲ့အတွက်ကြောင့်အရင်အဆင်ပြေပါတယ်မိုးဆိုလို့ရှိရင်ထိုင်းရဲ့အစားအစာတွေယူလွမ်းတာအရန်မှလွမ်းတာပေါ့နော်မိုးတို့ဒီမှာကြီးပွားပါလားမသိဒီအစားအသောက်တွေနဲ့လုံးဝမကင်းဘူးတော်တော်ဒီရရပေါ့နော်ဆိုတော့ဒီနေ့မှာတော့အပြက်ကိုစားမယ်7နဲ့ဝင်ပြီးရတယ်လေအလားကုန်မျိုးစုံပေါ့အမျိုးစုံရှိရဲကိုကြိုက်တာကိုဝယ်လို့ရတယ်ပေါ့နော်မိုးကကျတော့ဒီနေ့အေးပဲဝယ်ခဲ့တယ်အေးဝယ်ပြီးတော့နေအပြန်မပဲလို့ကုန်တိုင်းမမိုးဝယ်သွားမယ်ဆိုပြီးစဉ်းစားထားရပေါ့နော်ဆိုတော့အေးကကျတော့လေအဲ့လိုမျိုးအေးတစ်ခွက်ထည့်သွားပြီဆိုလို့ရှိရင်အဲ့ဒီမှာကိုပဲမကုံတော့ဝက်လောက်ကြွအောင်တောက်လိုက်တယ်ပြီးအေးထပ်ဖြည့်ပြီးမှပတ်ဆက်တရှင်းရပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ကိုတန်ရလို့ခံစားရတယ်ခွက်လေးလည်းပါရဲဆိုတော့ကိုတန်တာပေါ့နော်ပြီးတော့မိုးအဲ့ဒီမှာဆိုလို့ရှိရင်လက်သေးဖြော်ရည်ရှိတယ်လက်သေးဖြော်ရည်လို့ပဲခေါ်ရပေါ့နော်မိုးလို့ဆိုလို့ရှိရင်ပြီးတော့နွားနို့ပေါ့နော်အဲ့လိုထည့်ဆောက်လို့ရှိရင်အရန်ရတာရှိပါတယ်တခြားတော့ဘာမှမဝယ်ဖြစ်တော့ပါဘူးနောက်တစ်နေရာကိုခီးဆော့ဖို့အတွက်ကိုမို့လို့ဘိုက်စားတယ်ပေါ့နော်မနက်မိုးလင်းနဲ့စတာလည်းမစားပြတဲ့နေအဲ့ဒီဘက်ချောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မနက်နဲ့စတာကိုလည်းဒီမှာထပ်စားလိုက်ပါမယ်ဒီမှာကြီးပဲပေါ့နော်နွားနို့နဲ့ပဲခင်းလိုက်ပါမယ်ရှင်စပန်းမာလေးတခုမကြိုက်တာဆိုလို့ရှိရင်အဲ့လိုမျိုးထိုင်စားဖို့အတွက်နေရာမပေးထားဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအဝလေးမှာပဲပေါ့နော်သူတို့ဒီ7ရဲ့အဝမှာပဲမို့လို့ထိုင်စားလိုက်တယ်ပေါ့နော်ထိုင်မဲ့နေရာလည်းမရှိနေရလည်းအရန်ကြစ်တောက်ကိုပူတာကားကလည်းစောက်သွားတယ်ဘိုက်ကလည်းအရန်စာနေတယ်ဆိုတော့အဲ့မှာထပ်စားလိုက်ပါရဲ့ရှင်မို့လို့ကားလာပြီဆိုလို့ရှိရင်တော့အဓိကရင်တစ်စင်မို့လို့ဒီအပန်းမြေခရီးတစ်ခုသွားအောင်မယ်ပေါ့နော်အဲ့ဒီမတွားခင်ဆုံးစားတော့ဆိုင်မှာရင်ဝင်စားမယ်ပေါ့နော်ဒါပေမဲ့လောလောလက်မှာမို့လို့ခလေးလူငယ်တွေတော့အကလုံးဘိုက်စာနေကြရဖြစ်တော့ကြောင့်မို့လို့တနေရာတွေမှာတစ်ခုခုဝင်စားမယ်ဆိုပြီးစဉ်းစားရင်7မှာမဟုတ်ဝယ်စားဖြစ်တာပါသူတွေကမဟုတ်တွေပါကားရေဆိုအရန်ကောက်နေဟာလာတစ်စိတ်ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်စိတ်ချလက်ချဝယ်စားလို့ရတယ်ကွာကြောင့်7မှာဝင်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်အရသာရှိရတယ်အများကြီးစားရတယ်ဒါပေမဲ့ရွေးတတ်ဖို့တော့လိုရဲပေါ့နော်ကွာဟာလာနဲ့တခြားဟာလာမပါတာတွေရွေးမိမယ်ဆိုလို့ရှိရင်တော့မားနိုင်တယ်ပြီးလို့ရှိရင်တော့မိုးတို့ထိုင်းနိုင်ငံမှာရှိရဲအမြဲတမ်းဒီကန်နဖူးမှာရှိရဲပေါ့နော်အမြဲတမ်းမိုးအမြဲစားမိုးတို့အမြဲကြိုက်တဲ့ဒီအရန်စားကောင်းတဲ့ဆိုင်ပေါ့နော်အဲ့ဒီဆိုင်လေးမှာကိုတီယိုတို့မျိုးရတယ်ထိုင်းအစားအစာနဲ့ပတ်သက်တာဆိုလို့ရှိရင်အစုံရတယ်ကွာအဲ့ဆိုင်ရဲ့လက်ရကဘေးဆိုင်ရဲ့မိုးတို့ဘေးဆိုင်ရဲ့လက်ရနဲ့မှမမီဘူးအရန်စားကောင်းတယ်အဲ့ဒီဆိုင်မှာမိုးအဝဆွဲမယ်ဆိုပြီးစဉ်းစားတဲ့အချိန်မှာခဏစားရတဲ့အချိန်နဲ့ဘိုက်ရန်တင်းနေပါရဲ့နည်းနည်းပဲစားနိုင်ပြီးပါဆယ်ထုတ်သွားလိုက်ပါရဲ့ပါဆယ်ထုတ်တာပြောပေါ့နော်ဒါပေမဲ့အဲ့ဒီမှာရှိရဲ့ဟာကိုပဲပတ်ဆိုင်နေပဲတော်တော်လေးဘိုက်တင်းနေပါပြီနှစ်စွန်းသုံးစွန်းကတော့နိုင်စားလိုက်ပါရဲ့အဓိကကလေးမိုးပြောချင်တာထိုင်းသွားမယ်ဆိုလို့ရှိရင်တော်တော်များများကစိတ်ပူကြရဲပေါ့နော်အရန်ခက်ခဲလားဆိုလို့ရှိရင်မခက်ခဲပါဘူးစမတ်ကက်ရှိလို့ရှိရင်ထိုင်းကိုသွားလို့ရပါပြီထိုင်းသွားမယ်ဆိုလို့ရှိရင်ဒီမဲဆောက်နဲ့ဒီမဲဆောက်မြို့အတွင်းလွန်လေးစစ်ပဲထိလောက်ပဲသွားလို့ရမယ်ပေါ့နော်ပုတ်ဖတ်လွန်လောက်ပဲသွားလို့ရမယ်အဲ့ထက်ကျော်လို့ရှိရင်တော့သွားလို့မရတော့ဘူးပေါ့နော်အဲ့ဒါတွေကနည်းနည်းယူဆိုင်ပေးခြင်းနဲ့ကိုက9ရက်လက်မှတ်ဆိုလို့ရှိရင်တော့အဓိကစီယုံစီကန်းတွေចောင်းသားတွေအဲ့ဟာတွေအတွက်ကိုပို့ပြီးအထူးလုပ်ထားပြီးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့ဒီကိုသွားမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးလူတွေကလို့ပြောမယ်ဆိုမျိုးကြီးမျိုးခန့်နေအနေနဲ့လုပ်ငန်းရှိလို့တခြားနိုင်ငံမှာသွားပြီးခိုလုံရတာဖြစ်တခြားနိုင်ငံမှာအဲ့လိုစီယုံကိစ္စစေဝါကိစ္စတွေနဲ့ပဲသွားနေရဖြစ်ပေါ့နော်9ရက်လက်မှတ်ကတော်တော်လေးအဆင်ပြေပါတယ်အဲ့လိုအလဲပတ်သွားလို့ရှိရင်လည်းမဲဆောက်မြို့တွင်းကိုနေမယ်လည်းမပတ်မယ်ဆိုလို့ရှိရင်လည်း9ရက်လက်မှတ်နဲ့အဆင်ပြေပါတယ်ရှင်အဲ့ဒါလေးတော့မိုးတီချာလေးပြောထားပေးပါတယ်နောက်ထပ်တနေရာကိုမိုးတို့ခီးဆက်ပါမယ်ရှင်အမြဲတမ်းမိုးတို့အမြဲသွားရဲ့နေရာနာမည်ကိုတော့တေချာတော့မသိဘူးဆိုပေမဲ့သူကအရန်လာရဲ့ပန်းချံပေါ့နော်ဖုတ်ဖက်ပတ်ချာမှာရှိရဲ့ပထမတစ်ခါလည်းမိုးသွားပူပြီးပေါ့နော်ဒုတိယတစ်ခါလည်းအဲ့ဒီနေရာကိုပဲထွက်သွားမယ်ဘာဖြစ်လို့လဲဆိုတော့အရန်ကိုตายရပြီးငိမ့်ချမ်းပြီးတော့နေအဲ့လိုပေါ့တဘာဝအလှတရားအရန်များရဲ့ပြီးတော့အေးချမ်းနေရတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကိုသွားပါမယ်ရှင်တို့ဒါကလေရက်ပိုင်းမနေဘဲနဲ့တရက်သေးပေါ့နော်ခရီးထွက်ရဖြစ်တဲ့အတွက်ကြောင့်တော့အဲ့လိုမျိုးပေါ့နော်တွားလို့ရှိရင်တော့နည်းနည်းလေးအချိန်ကုန်တယ်လူပင်မနာတော့ဖြစ်မယ်ကိုကအကယ်၍ပေါ့နော်ထိုင်းနိုင်ငံမှာဟိုတယ်ငားပြီးလဲမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်9ရက်လက်မှတ်နဲ့ဟိုတယ်ငားလို့ရပါတယ်အဲ့ဒါလေးလည်းလွယ်လွယ်ကူကူငားလို့ရတယ်ပေါ့နော်ကဲပန်းစံကိုစားရောက်ပါပြီရှင်ပန်းစံစားရောက်တာနဲ့တယောက်ကိုဝင်ကြီးဘတ်50ပေးရတယ်ပေါ့နော်ဘတ်50ဆိုပေမဲ့လည်းအရန်တန်ပါတယ်သူ့မှာတနေကုန်လုံးနေအောင်တန်နေအပြင်ပစားစားယူသွားလို့မရဘူးဆိုပေမဲ့မိုးရောကားမှာထည့်သွားရပေါ့နော်ဝယ်ပြီးတော့နေအိမ်မှာသွားစားပါရဲ့ဆိုတော့အိမ်မှာကစားမယ်လဲမယ်တက်ပုံရိုက်မယ်နားမယ်ပတ်မယ်ဆိုလို့ရှိရင်တော်တော်လေး relaxing ဖြစ်တဲ့နေရာပေါ့နော်ကိုကတရားလုံးဝအစားနဲ့ပါးစပ်နဲ့မပြတ်တဲ့မိုးတရားပါလုံးဝအစားတောက်ကိုမြင်တာနဲ့အဲ့လိုမျိုးပေါ့နော်အမြဲတမ်းမိုးမြင်နေကြလို့ဆိုလို့ရှိရင်အမြင်နဲ့စားရပဲမြင်ပါပဲပေါ့နော်ဆိုတော့ဒါမှလည်းထပ်စားပါ
ဟိုမှာစားတော့နိုင်ကမပြည့်သေးဘူးเนาะထပ်ပြီးစားပါဦးမယ်ရှင်စားတော့စားပြီးရတယ်မိုးတို့ဓာတ်ပုံရိုက်မယ်လှည့်မယ်ပတ်မယ်ပေါ့နော်သူကချန်အကျဲကြီးဖြစ်ရတဲ့ကြောင့်ခလေးကစားခွင့်လည်းရှိရယ်ကော်ဖီဆိုင်တွေလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်အနားယူမယ်ဒီလိုပကတ်တွေလည်းထားထားပြီးရယ်အဲ့လိုအဆုံရှိရတဲ့ကြောင့်မလို့ပေါ့နော် relaxing ဖြစ်တဲ့နေရာကတော်တော်လေးအဆင်ပြေရယ်စိတ်ကိုလည်းကြည်လင်စေရယ်တဘာဝကိုချိန်နေတတ်တဲ့လူဥပမာမိုးတို့လိုတဘာဝချိန်နေတတ်တဲ့လူဆိုလို့ရှိရင်ဒီလိုနေရာလေးတွေမှာတွားလှည့်ပတ်ခြင်းကလည်းတကယ်ကိုစိတ်ချမ်းသာမှုတစ်ခုပဲပေါ့နော်အဲ့ဆိုမိုးမသွားရတာကြာပြီးအဲ့အတွက်ကြောင့်ဒီတစ်ခါကတော့ဒါနောက်တစ်ခါတော့ထပ်ရောက်သွားတယ်ပေါ့နော်ဒီနေရာလေးကိုဒီနေရာလေးကိုတော့တော်တော်လေးကြိုက်တယ်ဓာတ်ပုံရိုက်လို့ရှိရင်အရန်လာတဲ့နေရာပါဟိုကအားလုံးကိုလက်လေလို့ရှိရင်သွားလေလို့ရအောင်မို့ sharing လုပ်ထားပြရပေါ့နော်ကဲမို့တယောက်ထပ်ပြီးတော့စားလိုက်ပါဦးမယ်ရှင်စားပြီးမှ vlog ထပ်ဆော့ပါမယ်စားပြီးဆိုလို့ရှိရင်တော့ဒီမှာ coffee ဆိုင်လေးရှိရယ်ပေါ့နော် coffee ဆိုင်ကအရန်ကောင်းပါတယ်ရှင်မိုးကတော့ cold matcha ကိုတောက်တယ်မိုး matcha ဆိုအရန်ကြိုက်တယ်အဲ့အတွက်ကြောင့်ဒီ coffee ဆိုင်က matcha ဆိုလို့ရှိရင်တော်တော်လေးကြိုက်တယ်ပြီးတော့လေအဲ့လိုမျိုးပေါ့နော်သူ့မှာလေတစ်စိတ်တီးဆိုရယ်ဒီ channel ကထွက်တဲ့အသီးနှံတွေအများကြီးရှိရယ်ကွာအဲ့ဒီမှာ channel မှာထွက်တဲ့အသီးနှံတွေကိုကြတော့သူတို့ကပြန်ရောင်းတယ်ပေါ့နော်ဒီချမ်းမာကလေတဘာဝအသီးနှံတွေကိုလည်းစိုက်ထားတဲ့အပြင်ကိုဒီအသီးနှံတွေကိုလည်းရောင်းရရင်တစ်စီဝင်ငွေရတယ်နောက်တစ်ချက်ကပါလဲဆိုလို့ပြီးတော့နောက်တစ်ခုကကျတော့အပန်းဖြေဖို့အတွက်ကို resort ပုံစံမျိုးဆောက်ထားပြီးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလေးလည်းတော်တော်လေးအဆင်ပြေရယ်ကွာလူတွေရဲ့ relaxing ကိုလည်းစိတ်ပန်းဖြေတဲ့နေရာတစ်ခုလုပ်လို့ရတယ်ချို့ဆိုလို့ရှိရင် MTV ရိုက်တာတို့ pre-wedding show တွေရိုက်တာလို့ဆိုလို့ရှိရင်အများကြီးရှိရယ်ပေါ့နော်မို့တွေ့ခဲ့ပါတယ်နားတယ်စားတယ်ငါ့ရင်လည်းအိတ်လို့ရတဲ့ပကတ်လေးလည်းရှိရတဲ့အတွက်ကြောင့်အရန်အဆင်ပြေပါတယ်ခြားထင်ရှားရယ်ရီမီတော့တောင်တဘာဝရေတကူတွေလည်းအများကြီးရှိရပေါ့နော်ဒါပေမဲ့မိုဒီတစ်ခုပဲတော်တော်လေးကြိုက်တယ်တန်းတော့နိုင်ပြီးဟာရပေါ့နော်ဒီနေရာလေးကကြတော့အဲ့လိုမိုးရမောင်နှမတွေနဲ့စကားတွေဆူဆူယုံပြောရပြီးတော့ပန်းကင်းနေဆိုလို့ရှိရင်လောလောလတ်မှာအရန်စိုက်ထားတဲ့စိုက်ခုလက်ရှိပေါ့နော်လောလောလက်စိုက်ထားတဲ့ပန်းကင်းဆိုအများကြီးရှိရရောင်စုံမှရောင်စုံအရန်လာရပေါ့နော်တော်တော်လေးထိန်းသိမ်းယူရမယ်ပြီးတော့ရေတကူဆိုလို့ရှိရင်လည်းတကယ်တော့တောင်တဘာဝကကြားတဲ့တောင်စိတ်တောင်ကျရေတကူလို့တော့ထင်တာပဲအရန်အေးမြပြီးတော့နေကြည်လင်ပြီးတော့အဲ့လိုမျိုးပေါ့နော်နေတို့အရန်ကောင်းတယ်ရေတန်ရွှေရွှေနဲ့လေတန်လေးတွေနဲ့အောက်ဆီဂျင်ဓာတ်အပြည့်ပြည့်ဝတဲ့နေရာပဲနေရာဆိုဒီနေရာလေးကိုပြောလို့ရပါတယ်ဟိုကတော့ဒါသူ့ရဲ့အနောက်ဘက်ခြမ်းပန်းခြံတွေဘက်ကိုလိုက်ကြည့်ရပါတော့ပန်းခြံတွေကကြတော့အရင်တော့ကလည်းမိုးပြပြထားမှုပါတယ်အရန်လာပါတယ်ရောင်စုံပန်းလေးနဲ့နားလို့ရှိရင်တော့အနားယူပြီးတော့ပကတ်လေးနဲ့အိတ်လိုက်တယ်ပေါ့နော်ကဲဒီပန်းခြံကြောင့်ပြောလို့ပြီးပြီဆိုလို့ရှိရင်တော့မိုးကနောက်တက်နေရာကိုသွားပါတော့မယ်အချိန်ကလည်းမစောတော့ဘူးဖြစ်တဲ့အတွက်ကြောင့်ဒီမှာကြီးပဲနေလို့မရဘူးကုန်းတိုင်းမှာဝယ်စရာလေးတွေရှိရဲပေါ့နော်အဲ့ဒီဘက်ခြံကုန်းတိုင်းဘက်ခြံသွားပါမယ်ကုန်းတိုင်းကကြတော့မိုးတို့ဒီအမြဲသွားနေကြဖြစ်တဲ့ရိုဘီဆန်ကိုပဲသွားမယ်ပေါ့နော်ရိုဘီဆန်ကုန်းတိုင်းကကြတော့အဆုံရှိရဲအဲ့ဒီမှာမိုးဝယ်ဆန်မှာလည်းဝယ်စရာရှိရဲကဲအခု immigration နေရာကနေဒီရက်ပန်းချံဆိုလို့ရှိရင်တော်တော်ဝေးပါတယ်တနိုင်ကြော်လောက်ဝေးရပေါ့နော်အဲ့အတွက်ကြောင့်အချိန်သွားမယ်ဆိုလို့ရှိရင်တော့စောမနက်စောဘက်ကနေစသွားပြီးတော့အကြံပေးချင်ပါတယ်နေ့ချင်းပြန်တဲ့လူတွေအတွက်ပေါ့နော်အခုကရိုဘီဆာမှာဝင်တယ်ပတ်တယ်ပေါ့နော်အဲ့ဒါလည်းဝင်တယ်ပတ်တယ်စားရဝယ်တယ်ပေါ့နော်ကိုဝယ်စရာရှိရတဲ့အကုန်လုံးရှိရင်တော့ဒီမှာဝယ်လို့ရတယ်အခုဆိုဝက်ဆန်မှာဒီရိုဘီဆာမှာဆိုလို့ရှိရင်ဒီဝက်ဆန်ကောင်တာမှာဆိုလို့ရှိရင် buy one get one ဆဲချတာလေးနည်းနည်းပါးရှိရဲအဲ့ဒါလည်းမိုးဝယ်ခဲ့ရပေါ့နော်အရင်လိုအပ်နေတဲ့အရာကိုမှဆဲချတာလေးတွေရှိရဲဝက်ဆန်မာကလေပစ္စည်း quality အစစ်မှန်ရတယ်အဲ့ဒီပုံမှာမိုးပို့ပြီးတော့နေသူ့မှာပွဲရတာပို့ပြီးစိတ်ချမ်းသာရဲပို့ပြီးတော့နေလွတ်လပ်တယ်လို့ခံစားရတယ်ပေါ့နော်မှ tester တွေလည်းအများကြီးထားပြီးတယ်ဝယ်လို့ရှိရင်လည်းမမားရအောင်ပေါ့နော်မိုးကတော့သူ့မှာရှိတဲ့နှခမ်းဒီကိုဟိုမှာပြတ်သွားတဲ့နှခမ်းဒီတွေအကုန်လုံးကိုကောက်ဆိုးပါရဲအဲ့ဒီအစားပေါ့နော်နှခမ်းဒီကိုဆိုးတယ်ဆိုလို့ဝါပြီးမှကိုလိုချင်တာဝယ်ခဲ့ရပေါ့နော်မိုးအရင်တော့မိုးကြိုက်တဲ့နှခမ်းဒီလည်းရှိရဲဒါပေမဲ့ဈေးတက်သွားရဲပြီးတော့မိုးဝယ်တော့ဆိုလို့ရှိရင်ဆဲချတာလေးရှိရဲဒါပေမဲ့အခုနောက်ပိုင်း sale မရှိရတဲ့ကြောင့်မိုးအကြီးကနေပြီးတော့နေနှခမ်းဒီကတော့မဝယ်ခဲ့ဘူးမိုးအရင်ကြိုက်တဲ့အခနီဘက်က buy one get one ချထားရဲကွာအဲ့ဒါလေးတော့ဝယ်ခဲ့ပါရဲ့buy one get one ချတော့လေတစ်ခုကိုထက်ဝက်စီနဲ့ရရဲကွာတစ်ခုပဲတစ်ခုလက်ဆောင်ဆိုတော့အဆင်ပြေရဲအဲ့ကြောင့်အများကြီးဝယ်ခဲ့ပါရဲ့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ပြီးလို့ရှိရင်တော့အိမ်ပြန်တော့ပါမယ်ညနေအချိန်ကလည်းမစောတော့ဘူး6နာရီမိနစ်20ဆိုတော့တရားကည9နာရီဆိုပိတ်ပြီပေါ့နော်အဲ့အတွက်ကြောင့်အိမ်ပြန်တော့ပါမယ်ရှင်အားလုံးပဲ bye see you next video နောက်ထပ် vlog မှာတွေ့ပါမယ်နောက်ထပ်ရိုက်ချင်တဲ့ vlog တွေ့ချင်တဲ့ vlog တွေကိုလည်းမွေး comment မှာရေးထားပေးလို့ရပါတယ်ရှင်